ကဲဒီနေ့ငြူတီးတွေအကုန်လုံးမှဲ့နေပြီဆိုတော့ဒါလေးကိုကျွန်တော်တို့ခူးပြီးတော့ zip lock ထဲထည့်ပြီးရေခဲခဲတဲ့သိမ်းလိုက်မယ်အများကြီးတော့မဟုတ်ဘူးဒါပေမဲ့ကိုချန်တွက်ကလေးဆိုတော့အရင်တမိုးထားတယ်အဲဒါကြောင့်ဆောင်းညပြကြရင်စလို့ရတယ်ဒါလေးတွေကချစ်တယ်မှာပို့ပြီးတယ်အဲ့ဒါဒီမှာထားတယ်တော့အေးဒီပါတော့ရိုက်တယ်ဟာကဲဒီမှာကျွန်တော်တို့ခြံတွက်တခွားသီးစစ်စစ်ခါတိုင်းရတော့သူများခြံနေမှာပဲသွားတာဒီမှာကျွန်တော်တို့ခြံရဲ့တခွားသီးကြီးတယ်ဒီမှာအဲ့လိုမျိုးတခွားတီးတွေမမြင်ဘူးဒီမှာကြည့်ရှေးကြီးမှာဟဲ့လားရှေးကြီးသူများတွေခြံမှာလေကြီးတာတော့မြင်ဘူးတာပေါ့နော်အကြီးကြီးတွေမြင်ဘူးဒါပေမဲ့ကြီးပြီးတော့ဒီလောက်ရှည်တာလေမမြင်ဘူးဒီမှာကိုခြံထွက်ဒါကနှလုံးနဲ့ဒါပေမဲ့ဟိုဘက်မှာရှိသေးတယ်အများကြီးဒီကတော့အကြီးဆုံးပေါ့နော်ဟုတ်ပါလားဒီမှာလည်းတစ်လုံးပဲဒီမှာတစ်လုံးရှိသေးတယ်တိတ်မကြည့်ဘူးဟောဒီမှာတစ်လုံးပြီးတော့ဒီအောက်မှာတွေ့လားအောက်မှာနှလုံးကြီးပဲဟိုအောက်မှာလည်းသေးလေးရှိသေးတယ်အေးသေးလေးရပါတယ်ဒါတော့ခြံတွက်စစ်ကြီးမှာလည်းကြီးတစ်လုံးရှိသေးတယ်ဒီမှာကြားထဲမှာဒီမှာနှလုံးရှိတယ်ဒီမှာနှလုံးဗျာကြီးဒါခြံတွက်ဒါကျွန်တော်တို့ခြံတွက်စစ်ဟိုထဲမှာလည်းအကြီးတစ်လုံးရှိတယ်ဟိုနောက်မှာလားရှိသေးတယ်ဒါပေမဲ့တခွားပင်အရွက်တွေအများကြီးဆိုတော့ဆောင်ကောကောလို့ခါရဲညှက်ပေးလိုက်လေတပါတီတယ်အဲ့ဆိုတော့အဆင်ပြေတယ်မကြည့်တခွားတီကတော့အရန်လှတယ်ကွာဒါတော့ကိုခြံတွက်စစ်ဆိုတော့အရန်ပီတီဖြစ်နောက်မှတွေ့တယ်မဲဥတုပ်ဝယ်လာတယ်ဆိုတော့မဲဥတုပ်လေးနဲ့သူကရှောက်ရွက်နည်းနည်းလေးပဲထဲတယ်ဆိုတော့ရှောက်ရွက်နည်းနည်းလေးဒီအောက်ဟာတွေနှုတ်တယ်မနှုတ်ဘူးဒီမှာဂိုင်းတဲ့ချိန်မှာတည်လေဒါပြော့တယ်အေးဂိုင်းကြည့်ဒါပြော့တယ်ဒါမာတို့ပြမအဲ့ဒါကနောက်မှထွက်တဲ့ခါလေးဒါကြာတော့ဒီအောက်ကဟာတွေလည်းနှုတ်ရှင်းပြီလာကိုင်းတဲ့ချိန်မှာခုနကပဲမှလည်းနှုတ်တယ်နားမှာပဲလည်းနှုတ်ဒါလည်းနှုတ်ရှင်းတာကြတော့မှားတယ်နားမှာမြိုင်းမလို့ဘူးလေဟာတအားခါလည်းတအားများလို့နာလည်းမကြိုက်ဘူးလည်းမြိုင်းမလို့ပါဘူးနည်းနည်းရုပ်တီလည်းရှင်းလောက်ဆိုကြည့်တာအဲ့ဒါရုပ်ပရိသီးတွေကတော့ခူးလို့မနိုင်ဘူးလုံးဝထွက်တလားမမေးနဲ့ရုပ်ပရိသီးကြတော့လဲနေရာတိုင်းစားလို့ကလည်းအဆင်မပြေတော့လေမလွယ်ဘူးအများကြီးပဲကျွန်တော်တို့တော့ကြော်စားတာလည်းတိတ်မကြိုက်ဘူးဆိုတော့ချင်းဟင်းတစ်မျိုးပဲထည့်စားတော့တိတ်အဆင်မပြေဘူးတိတ်မကုန်ဘူးပြုတ်ပြီးတော့စားခုတလောငပိလည်းမကြိုတာအရန်ကြာပြီဆိုတော့ငပိတောင်းတဲ့ကြတော့တိတ်စားလို့ကောင်းအရန်ရင့်နေပြီလေဒါလေးတော့နုလေးပဲဒါလေးခုလိုက်မလားဒါတော့နုလေးဒါလည်းတန်းလုပ်ပြီးရှင်းတဲ့ဟာတွေကတော့မျိုးပဲထားလိုက်တော့ရင်းရင်းသွားမှာ
ကကွာကြည့်တယ်မနေ့ကပတ်ကြည့်တာပဲကွာ stop recording အဲ့ကြောင့်ပါဒါလေး ဒီမှာကတော့ပေတီးလေးတွေပါဒါလေးတွေလည်းခြံတွက်ကလေးတွေဒီမှာကြည့်အများကြီးပဲဟာဒီနေ့ကလေတော်တော်တိုက်တယ်ဟာဘာလို့လဲ နေတေးလေးအများကြီးပဲ ပေတီးမချင်းကတီးချင်းကတီးရတော့ဒီမှာကြည့်တစ်လုံးရှိပါတယ်ဟိုမှာလည်းတစ်လုံးဟိုမှာလည်းတစ်လုံးသုံးလုံးရှိတယ်ဟာဒီနေ့လေတော်တော်တိုက်တယ် ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုဒီမှာပဲဆုံးတက်လိုက်ပါတော့မယ်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးတွေကိုကြိုက်နေတဲ့ရင်တော့ like နဲ့ subscribe လုပ်ပြပေးတော့ဗောနောက်ဗီဒီယိုမှာပဲပြန်တွေ့မယ်နော်အားလုံးကျေးဇူးတင်နေ bye bye